ဖြစ်တယ်နော်လူတော်ကရောက်လာတဲ့လူရဲ့ဘဝလူရဲ့ဘုံကြီးလူရဲ့တန်ဖိုးဘာတခုမှလုံးရခံရမှမသိမဲ့တဲ့ပတ်ဝန်းကျင်ကိုဒုက္ခတွေပေးသွားတယ်ပတ်ဝန်းကျင်ကိုအမြဲတမ်းဒုက္ခတွေပေးပြီးတော့ကိုယ်တိုင်လည်းဒုက္ခဖြစ်သွားတယ်ဝေခြင်းမျိုးသည်ဘာဝင်းနေပါလဲအဖြစ်ဝေးနေဒီကနေ့အဲ့ဒီဖြစ်သွားပြီနော်အကျဉ်းချုပ်ပဲပြောတယ်ဒါတော့ကနံပါတ်2ကပြည့်တဲ့အဖြစ်ဝေးနေဘာဝင်းနေပါလဲအတိတ်ဝိနည်းဆိုတာလူလောကရောက်တယ်ဆိုတော့ပြည့်တဲ့အတိတ်ကကုသိုလ်ကံဟောင်းကြောင့်ရောက်လာတာလေမဟုတ်ဘူးလားကုသိုလ်ကံဟောင်းမကုန်သေးခင်မှာဒီဘက်ကကုသိုလ်ကံအတိတ်ပြုမရဘူးလားတို့ဆရာတော်ဝိနည်းမှာတို့လည်းပဲကုသိုလ်ပါဝင်မယ်ကိုယ်တတ်တဲ့နာလေးတွေပြည့်တဲ့ရာသူပြီးတော့နောက်ဆုံးပြီးတရားနာခြင်းတွေဆရာတော်ရဲ့ကံပြုတဲ့ဟာတွေသုံးဆောင်ခြင်းတွေကြောင်းရောက်လာတဲ့ကံမှာဘုသောယုံနေချအောင်အတိတ်ကုသိုလ်လေးတွေမရဘူးလားအဟောင်းကုသိုလ်မကုန်သေးခင်အတိတ်ကုသိုလ်လေးနဲ့ဘဝကိုရက်ပြရတယ်ကံအဟောင်းကုန်သွားပြီဆိုတဲ့အခါကျဘယ်တလုံးကိုမြေကြီးကနေကောင်းရီကိုပြစ်လိုက်တဲ့အခါအရှိန်ကုန်တော့အဲ့ဒီပဲဘယ်ကိုပြန်ကြမှာလဲမြေကြီးကိုပြန်ကြမယ်ဘယ်ကိုပြန်ကြမလဲအဲ့ဒီအိမ်ပဲဒုက္ခရလာတဲ့ခန္ဓာကိုယ်နဲ့အသက်တဲ့ခန္ဓာကိုယ်လူဘဝဆိုတာဖြစ်တဲ့အတိတ်ကဖြစ်လိုက်တဲ့ဘယ်တစ်လုံးကိုခန္ဓာကိုယ်မျိုးပဲကုသိုလ်ကံဟောင်းကုန်ပြီဆိုတဲ့တတိပိဋ္ဌိအတိအချာလမ်းခွေရမလားအဲ့ဒီကံမကုန်သေးခင်အတိတ်ကုသိုလ်တွေလုပ်ပေးဖို့မလိုဘူးလားဒီကနေ့ဘုရားကိုရှိတဲ့တန်ခါတော်လေးမိမိရဲ့တရေသုံးတော်လေးသံဃာကြီးအတိုင်းပိုင်းနဲ့ကုန်ပြည့်ပြီးတော့ကိုယ်ရဲ့ရထားတဲ့တရားမတွေကုသန်းတဲ့ချွေးသေးတာတွေကပြန်ပြီးတော့စွန့်ကြဲပြီးတော့ဒီကနေ့ပြန်လူလိုက်တာဟာအသိဝေးနေမဟုတ်လားဘယ်လိုခုကြည့်ပြီလဲနံပါတ်1ကအဖြစ်ဝေးနံပါတ်2ကအသိဝေးနံပါတ်3ကအနှစ်ဝေးနေဒါကဘာလဲအနှစ်ဝေးနေဆိုတာပြည့်တဲ့စီးစိမ်ဥစ္စာအဲ့ဒီစီးစိမ်ဥစ္စာဟာပစ္စည်းဘယ်လောက်ပဲပြီးမှဆိုင်တဲ့ပစ္စည်းဥစ္စာတွေပဲဖြစ်ပြီးလုံးကျအောင်ဘယ်လိုပဲသိတာရန်သူမျိုး၅ပါးမဆက်ဆံဘူးလားဒီဘေဖို့သူပနေမရှိတဲ့တော်သူဆိုပြီးတော့ဘယ်ရန်သူမျိုး၅ပါးမရှိလားအဲ့ဒီရန်သူမျိုး၅ပါးနဲ့ဆက်ဆက်နေတဲ့အဖြစ်ကိုပိုင်ထားတဲ့ပစ္စည်းဒီရှိရမယ်အဲ့ဒီမရှိတဲ့ပစ္စည်းဥစ္စာတွေကနေဒီကနေ့တဲ့နိုင်တဲ့ကိုဝိသေမှာရွှေမှုအဖြစ်ဘာသူမေဆိုရဲကလည်းမေးတယ်တီးသိတဲ့ကအဖြစ်မရဘူးလားဆရာတော်မေးတဲ့ကိုအကြောင်းပြုလို့မေးတယ်ဒီကနေ့မေးတဲ့က9ပါးဒီလာကိုစောင့်ကြည့်ဘူးလားခန္ဓာကိုယ်အဖြစ်ကိုမရဘူးလားဆရာတော်ကလည်းတရားတယ်ငါဝိသေမှာငါပြစ်တာဖို့ပဲတရားတော်ကိုကျမ်းပါပါလိလောကကြီးနဲ့ဘုလုံးကျမ်းပါပါတယ်ဝိသေရောက်တဲ့ပုဂ္ဂိုလ်ဒီကိုပြီးတော့ကုသိုလ်လုပ်နေတာသိကြတယ်နော်ခန္ဓာကိုယ်ကအဖြစ်မရပြန်ဘူးလားနောက်ဆုံးဒီမိတ္တယအတ္တကဘာဝနာကုသိုလ်ဘောဒီကနေ့အဲ့ဒီအနှစ်သုံးမျိုးကိုမရဘူးလားအဲ့တော့မိတ္တယနံပါတ်3ကအနှစ်ဝိသေပြန်ပြောတယ်အဖြစ်ဝိသေအတိတ်ဝိသေအဖြစ်ဝိသေဟုတ်ပြီလားအဲ့ဒီသုံးခုတော့ဘုရားကသာဓကလေးတွေလည်းမပြောဘူးအစစ်မွေးတွေကြရင်သာဓကလေးပြောပြီးတော့နော်ဘာကြောင့်လဲပြည့်အချင်းကြတော့မှာဆိုနောက်တစ်ခါနံပါတ်၄ကဘာမွေးတွေလဲမေးရင်အစစ်မွေးတွေဘာမွေးတွေလဲဒီကနေ့လူသက်တဲ့ကဘယ်လောက်ပါလဲ55ဆိုတာပြည့်တဲ့တကယ်ရှိတော့ဘူးနော်90ပဲဒါမဲ့လို့အာနာတွက်လို့တော့80လောက်ကိုထားမယ်ပေ80လောက်တိုင်းကြီးကြိုင်ကိုပြည့်တဲ့ထောင်ထားလိုက်ပေ80လောက်တိုင်းကြိုင်တော့ဒီနေ့ကုန်တဲ့ခါကျရင်တပည့်ချက်ချတယ်ဒီနေ့ကုန်တဲ့တပည့်ချက်ချတယ်အသက်50ဆိုရင်ဘယ်နဲ့ဆက်ချက်ချမှာလဲ
30ကျန်ကြပါ50ကျန်ကြပါဘယ်လောက်ကျန်ကြပါလဲရှိတာကဘယ်လိုလဲ80ပြီးသားတယ်တိုင်းကြီးထောင်တာက80ထောင်တာနော်အနည်းဘယ်လောက်လဲပေ80အဲ့ဒါလူ့တက်တဲ့ကိုပြောတယ်အဲ့ဒါကိုတနည်းပုံတိုင်းတပေဖြတ်တယ်တနည်းပုံတိုင်းတပေဖြတ်တယ်ဒီတက်ဒီဖြစ်ကြတော့သိမကြဘူးဘယ်တော့မှမကြဘူးဒီရက်ကပြည့်တဲ့အကယ်ဒမီပြေးဝဲကြီးမပြီးဘူးလားရှိတယ်လို့လားကြည့်ပြီးတော့ဝေဖန်တာလို့လားနော်အဲ့တော့အကယ်ဒမီပြေးဝဲမှာပြီးတဲ့10ခုနှစ်လောက်ကအလိုချိုးမို့လူပြုံနေတဲ့မြေသားကလေးတွေအခုစင်မောကနေပြီးတော့အကယ်ဒမီရှင်ရုပ်ကိုပြေးရတယ်တုံတုံရှိတဲ့ဟိုဘိုင်းကိုဖြစ်သွားလို့ကြာဒါကသူတို့ကိုကြည့်ပြီးတော့ကိုကသိတာတော့အဲ့ဒီတဲ့ကိုလည်းပြန်ကြည့်ကြီးရဲ့စေနေတဲ့အခုတည်းကဘုံမလားဘာနဲ့ပြတ်သွားလို့လဲစေနေတတ်သွားလို့အခု90ဆိုရင်ပြည့်တဲ့ပေ90ပြတ်သွားဘူးလား80ပေးထားလို့90ကျန်သေးလို့တကယ်တော့ပြည့်တဲ့90လောက်နေရှိတဲ့တန်ကတကယ်အလုံးလုံးမယ်ဆိုရင်ပြည့်တဲ့90တောင်မှကောင်းကောင်းလုံးမလုံးနိုင်ဘူးတန်ဝေကယူမလို့လားအဲ့ဒီလိုအဖြစ်မျိုးဘုရားဘုရားကိုယ့်ရဲ့အနေထားကိုအဲ့ဒီလိုတန်ဝေကအမြင်နဲ့ကြည့်ပြီးသွားမယ်ဆိုရင်အစစ်ဝေနေဘာမင်းပါလဲဝေနေရှင်အကြောင်းပြုမိမိတို့တွေကောဝေနေမရှိဘူးလားငါအသက်60ရှိဆိုငါအတော့လောက်ကြပါလေအဲဒီ30ပဲကြပါဘောလောက်ကြပါလေဒါ90က90တတ်တဲ့ပြောတာတက်ပြီးပဲကြအဲ့ဒီကေမီကအခုလိုပြလိုက်အိတ်လည်းမကောင်းတော့ဘူးစားလည်းမကောင်းတော့ဘူးကောင်းတယ်လေအပေါ်လုံးသူများအားလို့ရတော့တယ်ရောက်ပြီကျန်တဲ့ဆေးတွေကအနောက်ထပ်ဆေးတွေကပြလိုက်လို့ရဆိုကိုယ်တော့တိတ်မကြတော့အဲ့ဒီလိုအတင်းတရားလေးနဲ့ကိုယ့်ရဲ့တက်တန်းကိုပြလိုက်တာဝေကအရင်းနဲ့စုပွားနိုင်ရင်သူ့ကိုဘာဝေးနေပါလိမ့်ဗျာအစစ်ဝေးနေဒီကနေ့ကြတော့ကအဖြစ်ဝေးနေကိုကြိုခဲ့ပြီအသက်ဝေးနေကိုပြလိုက်အောင်မြင်ပြီနောက်တစ်ခါပြလိုက်အနှစ်ဝေးနေကိုအောင်မြင်ပြီနောက်တစ်ခါအစစ်ဝေးနေမမရရအရှိသူရောက်ပြီငါတက်ပါစေရောက်ပြီရခဲ့အသက်တွေကကြီးလိုက်လို့ကိုရှင်ကြတော့ဒီလာတယ်ဟောသူ့ကိုတန်မြဲမြင်လာဘူးလားမြင်လာတာကပြလိုက်အစစ်ဝေးနေကိုလားနောက်တစ်ခါပြလိုက်နံပါတ်5ကအချင်းဝေးနေဘာဝေးနေပါလဲဒီမှာလည်းဝိတုတွေပြောတယ်ပြောမယ်ဆိုရင်ငါပြောလို့ပြောမှချင်းချပါကြလို့ဒီနေ့ကိုပြောမှာနော်နံပါတ်5ကအချင်းဝေးနေဆိုတာပြတဲ့မြတ်စွာဘုရားရဲ့တဲ့ကဘောဓနာမင်းကြီးသူ့ရဲ့ပြားကမန္လိကာပြားမန္လိကာပြားကဒီကရရဲ့မန္လိကာရဲ့ပြည့်တန်းတယ်ပါဘာလဲမှပါလေဘောဓနာမင်းကြီးစစ်တဲ့ကရှုံးတဲ့အခါကျပြည့်တဲ့တိုးတဲ့တောင်ထဲမှာထွက်ကြည့်ဘုံနေတဲ့အချိန်မန္လိကာအလောင်းချင်းတဲ့တော်သူအရိုက်ဆိုင်ပုံရတန်ကူးနေတာဟုတ်လားတန်ကူးနေတဲ့အချိန်မှာဒီဘောဓနာမင်းကြီးတွေ့တဲ့အခါကျအဲ့ဒါသူကနေကယ်လိုက်တာအော်ကျေးဇူးရှိတယ်ဆိုပြီးတော့တိုင်းပြည်ပြန်ရောက်တဲ့အခါကျမန္လိကာကိုတုံ့ကောက်ဘူးလားဒီဘုရားပြောလိုက်တာကျေးဇူးကိုသိတယ်လို့တန်တယ်မှာဘဝကနေပြိလိုက်ဒီဘဝရောက်သွားတာလေဒီများဖြစ်သွားတာဘဝကစီတဲ့ဒီဘဝပေါ်ကဒါပေမဲ့မန္လိကာပညာကလည်းပညာကရှိတယ်ဗျအတိတ်ကငဲလို့ကသူကကာယသွားတာပညာရှိတဲ့ကကြတဲ့နဲတော်တွေရောက်တဲ့အခါကျဘေးရဲ့အတိတ်အဆောင်မှမပြဘူးမန္လိကာပညာကအကုန်ပြင်းပြီးတဲ့အခါကျတိတ်ဒီမှာကြော်မသွားဘူးလားမန္လိကာပညာတော်ချောတက်ကြောင်းမန္လိကာကိုချက်တဲ့ပုဂ္ဂိုလ်ပေါ်မလာဘူးလားမန္လိကာပြည့်တဲ့ပြောတာတော့အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာဘောဓဘေဒီကမန္လိကာပညာနဲ့ဆောက်ဖို့သွားမန္လိကာပညာနဲ့ဘုရားပန်းတယ်ပန်းကူကြမှာအခုငါဒီတရားပြောက်လိုက်လို့ကတော့လူတွေကလည်းအကုန်သိတယ်ချစ်ရင်ချစ်တယ်ငါကိုယ်ရဲ့ဒီတရားကြီးကိုချစ်တယ်ဒါပေမဲ့ဒီတရားကြီးပေါ်မှာငါဒီတော့ကျေးဇူးများကြတယ်
ဒီနေရာကြီးဘဒုကိုအချင်းဆုံးလဲဘေးငါ့ကိုအချင်းဆုံးပြောမှသိကြတယ်ဘောလာမီအပိုင်ပဲဘူးလားအပိုင်ပဲတယ်ဟောအဲ့ဒါနဲ့ပေးတဲ့ညအချိန်အဆောင်တော်ရောက်တဲ့အခါဗလိကပြပြကိုလေးတယ်ဘယင်ဘောလာမလုံးသေးတော့ဆိုမလိကပြပြကြီးတင်းပြီးပန်းတယ်တော့ဝါခလာတိကြလားတိကြပါလေသိရလေတေကိုတိုင်းပြီးတော့ကနေဘုံဘုံပေါက်ပြီးတော့ရှင်းကြတာကိုသိသိကြတာအဲ့ဒါကလူကြည့်ဘူးလေအရှင်မင်းတရားရဲ့ကြည့်ဘူးပါရှိပြီးတော့ပြီးပေးပါဘယ်သူအချက်တော်လဲပေးပါဒီလောက်ဆိုရင်ငါကြားကြတဲ့အချိန်ချင်းလိုက်တဲ့ဘုရားဘေကပေးတာဗလိကဒါဆိုရင်ဒီရဲ့လောကမှာအချင်းဆုံးကဘယ်သူလဲသူ့ကိုချက်ထားကြသူ့ကိုချက်တယ်လို့ပြောမယ်ထင်တယ်နော်အဲ့တော့ဗလိကပြာမိမိကိုယ်ကိုပါဗျာဟောဘုရားတဲ့ဘုရားအဲ့ဒါကိုမိမိဘယ်ဘောတလာရောတော့ကြစိတ်ထဲမှာအကြီးအကျယ်ပေါက်ကွဲပြီးတော့ငါဒီတက်ဒီသူ့ကိုပြန်စားလာတာငါကိုအချင်းဆုံးလို့မပြောဘဲနဲ့ကိုယ့်ကိုယ်ကိုအချင်းဆုံးလို့ပြောရတယ်ကျဲလို့စိတ်ထဲမှာအခုတည်းကဖြစ်နေတဲ့ဒီမှာဗလိကပြန်သေးတယ်ဒီကနေ့ဒီအကြီးကိုသူ့ကိုအချင်းဆုံးလေသူကမော့ခဲ့တယ်နေကမှာကိုယ့်ကိုအချင်းဆုံးပြောတယ်ငါလည်းကိုအချင်းဆုံးပဲပေါ့သူကမော့ခဲ့တာနော်အတိရရဲ့ကြည်တာကိုဗလိကအချင်းရရဲ့ကြည်မော့ခဲ့တယ်ညရောက်တဲ့အခါကျဘုရား